Hello တကယ်လို့ဒီဗီဒီယိုကကြတော့ဝေးချချင်တဲ့သူတွေအစီပိုချချင်တဲ့သူတွေပိုက်ချက်ချင်တဲ့သူတွေအသားရည်ကြီးဆိုချင်တဲ့သူတွေအဓိကတော့လှချင်တဲ့သူတွေဆိုလို့ရှိရင်တော့ကြည်သွားတော့မလှချင်ဘူးဒီတိုင်းလေးပဲရပ်ပြီးဆိုလို့ရှိရင်တော့ကြော်သွားချပါလို့ပြောချင်တယ်ပေါ့နော်ကျွန်မအခုပြောမှာကတော့ကျွန်မရောက်နေတဲ့မနောမြေစီကြောင့် green tea လေးကိုကြော်ညာတယ်ဆိုတာတဲ့ကိုကDNC ကောင်းတဲ့ဟာကိုတွေ့ရချင်တာတော့သူများကိုလည်း share လုပ်ပြီးချင်လို့ပြောပြပါတော့ကျွန်မစီမှာဒီဟာကြီးကိုဝယ်တောက်ခိုင်းစီချင်လို့အရင်ကြော်ညာပေးရလို့မျိုးတော့မထင်နဲ့နော်ကျွန်မဝယ်တောက်လည်းရပါတယ်ကျွန်မကွန်ကိုပဲရောင်းပြီးတော့မှကွန်ကိုတောက်တယ်ကွန်ကိုရောင်းနေပြီးလို့ရှိရင်ဒီအဓိကတော့ဒီကိုလိုမျိုးဝမ်ချုပ်ပြီးတော့မှစိတ်ကြောရန်တက်ဝဲရန်ချုပ်ပြီးတော့မှဒီပိုက်ပူတဲ့လူတွေအဲ့လိုမျိုးပိုက်မှာဆိုလို့ရှိရင်အစီခောက်တွေပါပြီးပိုက်လည်းပူတယ်အမျိုးလူတွေကိုအဓိက share လုပ်ပြီးချင်တာပါအခုကျွန်မတွေ့ထားတဲ့စီးရကြတော့သူကမနောမြေအစီကြော green tea ပေါ့နော်အစီကြောဆိုတော့ဝေးကြချင်တဲ့လူတွေလည်းတောက်ရတယ်ကျွန်မကျတော့ဒီဘာလို့တောက်လဲဆိုလို့ရှိရင်ဒီမနောမြေစီကြော green tea ကိုတောက်ပြီးတဲ့အချိန်ကျတော့ဝမ်းပုံမှန်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီအောင်ဆွဲတောက်တာပေါ့နော်3-4လတော့ရှိပြီအခုဆိုလို့ရှိရင်အရင်တော့ဝမ်းရန်ချုံလို့ဒီပိုက်ဆိုလို့ရှိရင်ပူပြီးပေါ့နော်ပြီးဘာလို့ coffee တက်လို့ရှိဘူးဥမာဒီလိုမျိုးသူများတွေဆိုလို့ရှိရင်ပိုက်ပေါ်ဘာညာ crop top တွေမှာအမျိုးဆိုလို့ရှိရင်ကိုကဝတ်ချင်နေဆိုလို့ရှိရင်အရန်ဝတ်ချင်နေဆိုလို့ရှိရင်သူအရှိတွေမှာပေါ့နော်သမီးကိုရှော့စားပြီးတော့မှတခါတည်းလေအဲ့လိုမနှက်ဖြစ်မနှက်ဖို့မဆိုလို့ရှိရင်ဒီညပေါ့နော်မစားဘဲနဲ့နေပြီးတော့မှဒီလိုမျိုးနေခဲ့ရပါတော့အခုဆိုလို့ရှိရင်ဒီနော်မြေစီကြော green tea ကိုတောက်တဲ့ချိန်ကျတော့ဝမ်းနဲ့ပုံမှန်ဖြစ်လာပြီဝမ်းလည်းမှန်လာပြီးတော့မှအစီပိုတွေပေါ့နော်ဒီခဏတစ်ခုလုံးမှရှိတဲ့အစီပိုတွေကိုချပြီးရဆိုတော့အခုဆိုလို့ရှိရင်ပိုက်တွေကလည်းချက်လာပြီးဒီပါဆိုလို့ရှိရင်ဒီတာကြီးပေါ့နော်